ဘာဖြစ်လို့ဆိုတော့တကယ်လုပ်ငန်းဝင်တွေမှာသွားတင်ပြီးပြီဆိုရင်လုပ်ငန်းဝင်တွေကလည်း1ကိုစလုပ်ရတယ်1 implementation အောင်မြင်မှာ2နဲ့3ပေါ့နောက်နေ့မှာဆက်သွားမယ့် module တွေကိုဆက်ပြီးတော့ဆက်ယူလို့ရပါတစ်ကိုအရင်တော့အောင်မြင်လို့ပို့ပြီးပါဖြစ်တဲ့အတွက်တစ်ကိုအသေးစိတ်ကျမတို့ဆွေးနွေးသွားကြတယ်ပေါ့နော် workplace cooperation 5S measuring performance KPI အဲ့တော့ဒီစနစ်ကလုပ်ငန်းဝင်တိုင်းမှာလုံးဝ system ပဲပေါ့နော်9ကို system ပဲဆိုလို့ရှိရင်ဟုတ်လားရိုက်ပြီးတော့နားရတာအဲ့တော့နောက်တစ်ခုကကြောက်တော့အခုအောင်စဉ်းစားပါလားပြောပြအဲ့တော့ system ကိုအတွက်ဆိုလို့ရှိရင်တော့ဘာလို့လိုက်ကြလဲဆိုရင်အဲ့ဒါပြီးရနော်ဟုတ်လားရင်းတယ် why system ဟုတ်လားအဲ့တော့ system နဲ့ဒီလမ်းကဒီ9ကနေ system ဒါဒီ9ကြည့်လို့ရှိရင်တော့ဖြစ်နိုင်ဘူးဒါမဲ့လည်းဖြစ်နိုင်တယ် possible solution တွေရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အမြင်ကိုအားလုံးကိုတော့ shift လုပ်လိုက်လို့ရတယ်ခုမှကျတော့လက်တွေမှာကိုကဒီလိုမျိုးလေးလုပ်ကြည့်ပါလုပ်ကြည့်ပါအဲ့တော့ကိုကအပေါ်ဆုံးလက်မတွေကဘယ်နားညာလားဆိုတော့တူလားတရားနဲ့တောင်းတူကြလားညာအဲ့တော့တရားနဲ့တော့မတူကြအဲ့တော့ပြောင်းပြီးတော့လုပ်ကြည့်လားပြောင်းပြီးတော့ပြန်လုပ်ကြည့်လားဘယ်လိုခံတာတမျိုးလေးတော့ဖြစ်တယ်တမျိုးလေးတော့ဒါကဘာလဲဆိုရင် chain ပဲပေါ့နော် chain ပဲလုံးနေကြပုံစံပဲဒါပေမဲ့ကျွန်တော်နည်းနည်းလေး chain လိုက်တဲ့အခါမှာဘယ်လိုခံစားရလဲသိပြီးတော့အပါမကြဘူးစလုံးစနာလေးနည်းနည်းဖြစ်တယ်လုံးနိုင်လို့ဆိုရင်တော့ကောင်းတာပေါ့ဘယ်လိုပဲနေနေစင်ပြီးရဆိုတာဖြစ်လာမယ်ပေါ့နော်ဆိုတော့ adaptive ပဲပို့ဖြစ်လာဆိုတဲ့အခါကျတော့ပြောင်းလဲမှုလုပ်တိုင်းထုံးပြီး၎င်းအခုဒါဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းဝင်တွေမှာလေအများကြီး chain လုပ်ရအောင်ပါလေဟောသွားတဲ့စနစ်ကသူတို့အရင်ကမလုပ်တဲ့စနစ်တွေတမလီချပုံစံထုတ်တဲ့ဟာတွေတန်ရှင်းရဲ့အလုပ်ကိုမဟုတ်ဘူးတကယ်တမ်းကတော့ဗာလဲဆိုရင် fire ဆိုတာ productivity quality တက်ဖို့အတွက်သွားတယ် productivity ဆိုတာလေစက္ကန့်30အတွင်းလူတိုင်းကရှာနိုင်ရမယ်ဆိုတဲ့စီးရင်စည်းကမ်းတွေအောက်မှာရှိရဲပြီးရင်ပစ္စည်း story warehouse တွေဆိုရင် portion တာတွေပြက်လက်တာတွေမဖြစ်တဲ့အတွက်သူကproductivity လည်းမထိခိုက်တော့ဘူးเนาะအချို့ဆိုပစ္စည်းပြက်လက်လို့ zip တွေမရှိတော့လို့ကုန်သွားလို့item ချင်းလိုက်ရတယ်ဒီဟာဆက်မထုတ်ပဲနဲ့ဒီဟာထုတ်တော့နောက်တစ်မျိုးပြောင်းလိုက်ရတာ production မှာ delay တွေဖြစ်တာပေါ့နော်အဲ့တော့မဖြစ်တဲ့မဲ့ delivery တွေနှောင့်နှေးတယ်customer ကို on time မပေးနိုင်တာတွေဖြစ်နေတယ်အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်တို့ကဒီမျိုးကောင်းမွန်တဲ့စနစ်နဲ့ထိန်းချုပ်မယ်ဆိုတာ foundation အောင်မြင်သွားတယ်ဆိုတဲ့အစီအစဉ်တွေအဲ့တော့ဒီ 5S ကို foundation ကမအောင်မြင်ဘူးဆိုလို့ရှိရင်တော့ quality တက်ဖို့ရမလွယ်ဘူးဆိုတာအဲ့ဒါကြောင့်